ဖုန်းတစ်လုံးကိုဘက်ထရီနဲ့အကျန်းခံခြင်းနဲ့နေအောင်ထဲမှာလည်းမျက်စိစူးစရာမလိုဘဲနဲ့ရှင်းရှင်းလေးလေးလည်းမြင်ခြင်းနဲ့ကိုက Vivo Fan တယောက်ဖြစ်နေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော်အားလုံးပဲမင်္ဂလာပါရှင် Galaxy Mobile ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Vivo Y 11D လေးနဲ့မိတ်ဆက်ပေးမှာပါနော်လိုက်တာနဲ့လက်ထဲမှာတက်တောင်းတက်တာလည်းရှိရဲဈေးရတဲ့ဖုန်းတွေထဲမှာဆိုရင်ဒီဇိုင်းပိုင်းကိုတက်တက်တက်လေးလည်းလုပ်ပေးထားတယ်နောက်တစ်ခုကသူ့မှာ Matic feature က IP65 ရေဆိုရန်စနစ်ပါဝင်တဲ့တကြောင်မို့လို့လက်လွတ်စပယ်သုံးတတ်တဲ့သူတွေကတော့တော်တော်လေးအဆင်ပြေတကယ်လဲနာတော့သူ့ရဲ့ display ပဲ 6.74 inch အကြီးကြီးကိုမှ120 refresh rate နဲ့ဆိုတော့ဖုန်း screen ကိုဆွဲရတာလည်း smooth ဖြစ်ချက်ပဲP-Fragment ကလည်းပဲ1200 nit အထိဆိုတော့နေပူထဲမှာဖုန်းထုတ်ကြည့်မယ်ဆိုရင်တော့မှစာသားတွေရှင်းရှင်းလင်းလင်းနဲ့မြင်ရမှာနော်ဘက်ထရီပိုင်းမှာကြာတော့လည်းပဲ6500 mAh ကိုသုံးပေးထားတာဆိုတော့တနေ့ကုန်အပြင်ထွက်ပြီးတော့ဖုန်းသုံးတာတွေဂိမ်းဆော်တာတွေနဲ့ဗီဒီယိုတနေ့ကုန်ကြည့်ရင်မယ်ဆိုရင်တော့မှဖုန်းအကုန်ပါကိုစိတ်ပူစရာမလိုတော့ဘလို့သူတွေနဲ့ကန့်ညီတဲ့ဆိုရင်တနေ့ကုန်စာလုံးမဲ့ကျောင်းသူကျောင်းသားတွေဒလီသမားတွေနဲ့ဖုန်းတစ်လုံးကိုအကျန်းလဲခံမဲ့ဘက်ထရီလဲခံနဲ့ဖုန်းလေးကိုရှာနေတဲ့သူအတွက်ကတော့အဆဆအစီပြေစေမဲ့ဖုန်းလေးတစ်လုံးပါပဲရှင်ဒီတော့ပို့ပြပြခဲ့ရဲ့ Vivo Y 11D လေးကိုလိုချင်နေဆိုရင်တော့ပို့ရိုရဲ့ Galaxy Mobile ကိုလှမ်းလာခဲ့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။အဆိုင်လေးစာလေးကတော့ပြင်းပြရွှေတဲ့ချောင်းလမ်းပြည်တဲ့ကတော့အဝေးတင်ပေါက်ရှိက Galaxy Mobile ပဲဖြစ်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်နော်။